我那个还那个你那个呢？这你家呢？哎，你今天怎么没毕业呢？哦，这你家啊，我那么 friend， 我那 my daughter have a graduation, so I go back to work tomorrow. Her graduation around 12 o'clock. အဲ့ဒီဖားတဲ့နော်ကိစ္စနဲ့ကျမနဲ့မပြီးသေးဘူးအဲ့ဒါကြောင့်မလို့ဒီနေ့လာရှင်းတာနော်ဘာဖြစ်လို့လဲဆိုတော့လူဆိုရတယ်ငါအမှန်တရားပြောတယ်ဆိုရင်အမှန်တရားချက်ပြနေအောင်လုပ်ရမယ်မေဟာလကြီး thank you ငါတို့ကလေဗတ်တဲရေးသားမငါတို့ကိုထောက်ခံစရာမလိုဘူးဗမာမလည်းငါတို့ကိုထောက်ခံစရာမလိုဘူးငါတို့တမိုင်းငါတို့ပဲဖတ်ကြည့်မယ်ငါတို့လမ်းငါတို့ပဲတွားတယ်နော်ထောက်မခံလဲစက်ကျူးဆိုင်ဘူးဒီကရေမဗမာစကားပြောမတလဲနေတို့တလောက်ထိနာနေတာပြောတတ်မယ်ဆိုရင်တော့လေနေတို့လိုက်တီလိုက်ပြီးသီလားနေတို့တေတာကြာပြီနားမလဲထွက်သွားနားလဲတဲ့လူပဲဖက်ခေါ်တယ်နော်ဟုတ်တယ်ပြောတာဟုတ်တာပေါ့ဒီကရေမဗမာစကားပြောမတက်ဘူးတဲ့ပြောမတက်လဲငါစကားတော့မနေတော့ပြောမတက်ဘူးနော်ကရေတော်မတလုံးမနေတော့ပြောမတက်ဘူးငါတို့ကရေပြည်နယ်မှာလာနေပြီးတော့လေငါတို့သမီးကိုလက်စားပြီးတော့လေဟိုဗာလဲဂျေဆုရှင်ကိုပြကိုက်နေတို့ရဲ့ဗမာနော်ပြီးမှဒီကရေမဗမာစကားပြောမတတ်ဘူးဆိုရင်ပြောနဲ့ပြောမှာပဲနော်ပြောမှာပဲနေဘာလို့ချင်လို့လဲဟမ်ဘာလို့ချင်လို့လဲငါပြောတဲ့စကားကိုနေတော့နားလေလို့နေတော့နာနေတယ်လေဟုတ်တယ်မဟုတ်လားနားမလဲဘူးဆိုရင်နာစရာကိုအကြောင်းမရှိဘူးတိလားရလာမစားနဲ့အခုကမနဲ့ပဲရှိသေးတယ်နော်စိတ်ထင်းနေတယ်စိတ်မကြီးချေဘူးမနဲ့စောစောနော်တလောက်ကျမတလောက်ပြောတတ်တော့မနေတော့တလောက်ထင်နာမယ်ဆိုရင်တော့လေကျမဗမာစကားကြွကြွပြောတတ်မယ်ဆိုရင်တော့ငါမပြောချင်တော့ဘူးနော်ကျမဘာတွေလာပြောချင်တာလဲဆိုတော့ဒီနေ့သိလားဘာတွေလာပြောချင်လဲဆိုတော့အဲ့ဒီမနေ့ကကျမ post တခုတည်ထားတယ်လေမမို့အတွက်ဒီတက်တွေထောက်ထားလူ10ယောက်ကိုဖားထားတဲ့ကိစ္စဒီအဖိုးကြီးကို
ဒီလူ10ယောက်ကိုသွားထုတ်နေတဲ့ကိစ္စကိုအမှန်တကယ်ပဲဒီတည်းကဟုတ်တယ်ဆိုရင်လာဟန်ဟုတ်တယ်လေနားမလဲရဲ့အဝေးကနေပေါ့နားမလဲဘူးလာကြည့်တယ်ဆိုတော့လာကြည့်ကြတဲ့ကစစ်တုံနေတယ်ကျမကိုနားလဲမယ်ဆိုရတက်ကိုထွက်လိုက်ထွက်လိုက်တယ်သူတို့တက်တော့မှထွက်လိမ့်မယ်တိလားနော်ဒီကိစ္စလေးကျမအဲ့ဒီကျမဒီကိစ္စကသိပြီးတော့မပြောချင်တော့ဘူးလို့ထင်ထားတာ तू ကတက်တယ်လားပြမယ်ဆိုရင်ပေါ့နော်ဒါပေမဲ့ဒီ comment ထဲမှာကျမကြိုက်တဲ့ဟာတခုတွေကတော့ကျမချပြချင်ပါတယ်ရှင်ဘာလဲဆိုတော့ဗမာဆိုတာလေဗမာလူမျိုးကြီးဝါဒဆိုတာတခါတလေငါတို့ပြောတယ်ဗမာဆိုတာထိတ်ဆုံးကနေပဲနေကျင်တယ်ဆိုတာသူတို့မကြိုက်ကြဘူးသူတို့ဘယ်လိုပြောလဲဆိုတော့သွေးခွဲနေတယ်တဲ့သွေးခွဲနေတာမဟုတ်ဘူးရှင်နော်အမတရားကိုချပြနေတော့နေတော့မကြိုက်ကြတာနော်ဗမာလူမျိုးကြီးဝါဒဗမာဆိုတာသူတို့လူမျိုးကြီးဝါဒသူတို့စိတ်ထဲမှာအမြဲတမ်းပဲရှိနေတယ်ဆိုတာဒါပဲနော်ဘာလဲဆိုတော့ဒီမှာအေးလေကိုအရီတာတခုချက်နဲ့ပြလိုက်တာနဲ့သူတို့သွေးတိုးတွေတိုက်နေပြီသွေးတိုးတွေတိုးနေပြီတိလားဒီမှာကျမပြလိုက်မယ်ဒီအမေရိကန်မှာနေတယ်ဆိုတော့တိလားဒီလိုမျိုးပြောမယ်ဆိုရင်သူတို့စိတ်နာတိလားပြီးတော့သူတို့ပြောတယ်ဒီစကဲမူကနိုင်ငံကြီးမှာနေပြီးတော့တဲ့ဘာအတိအညာမှမရှိဘူးတဲ့ငါလေအတိအညာမရှိတာလားနေတို့ရရှုပ်ထုတ်တွေကငါဖော်ပြလို့နေတို့ကျမကိုဒီလိုစကားမျိုးပြောနေတာလားဆိုတာနေတို့ဘာလဲဆရာကိုမှသွားပြတိလားကိုကတော့လေမှန်နေဆိုရင်လေဘဒုကမှရှောက်မပေးဘူးရှင်းတယ်နော်နားမလဲဘူးဆိုရင် message မှာလာပြီးတော့ live ပေါ်ကနေတက်စကားပြောတရားမှရှောက်မပေးဘူးနော်အထေသေးဗမာစကားကြွကြပြောမတတ်ပေမဲ့ထေမသေးနဲ့နော်ထေမသေးနဲ့ဒီမှာကြည်ရတဲ့မှာနေတော့ကိုရှော့စိတ်ဘာလဲလက်ရှော့မဲ့ကြည်ရတဲ့မှာငါမပါဘူးတိလားဒီမျိုးမစစ်မတွေလည်းများလို့ငါမပြောလိုက်ချင်ဘူးနော်တလောက်ထိပြောတော့မှနေတို့ဒီတလောက်ထိကျမမျက်နှာကိုမြင်တာနဲ့နေတို့ဘယ်လောက်မုန်းလဲဆိုတာလေနေတို့စိတ်ထဲမှာငါဝေကြည့်ချင်လိုက်တာတိလားဒီကိစ္စလေးနော်ဒီကိစ္စကျမပြပြောမယ်နော်ရှိတော်သူများတောင်းနေပါတယ်နော်ဒီတောင်းနေပါတယ်ဖေလို့မနော်ဒီမှာဒီကိစ္စကျမပြောချင်တာညာအဲ့ဒီပေါ်ကူလေမပေါ်တင်ကားကိုအကြောက်တဲ့တော့ကန်လိုက်လို့ထိုင်းပလိုက်ကဖမ်းသွားတယ်ကျမနေတာကအတိုင်းဝါတွေဖွဲ့စီတယ်ဘယ်သူမှတော့မကူညီဘူးမကဲတော့အဖိုးကြီးကြောက်တော့ကဲတော့တယ်တရားဆွေမဝင်စစ်ထောင်ကြော်တာမှသူကောင်းသွားတယ်အဲ့ဒါမပေါ်တော့တတိပေးတယ်ဘယ်သူပဲမဆိုဒီတော့သွားပြီးတော့လောက်မယ်ဆိုရင်ဒီတော့ကျင်နာအောင်ဒီတော့စိတ်ပြောအောင်ဒီတော့ဘယ်အိမ်ကမှဘယ်တော့ဖွက်ထားဒီတော့နော်ဒီကိစ္စနော်ဟိုတနေ့ဆိုရင်နေပြောတယ်နော်တနေ့ကလူစေယောကကောတူလေအာဂျီကိုကြိုက်ထားလို့ပလျာဖားထားတယ်ဆိုပြီးတော့နဒါများတို့လူကြီးတွေကနော်အဲ့ဒီကိစ္စကျမပြောချင်တာနော်ဒီဗီဒီယိုကျမတင်လိုက်တော့လေကျမဘာဖြစ်လို့ကျမ very proud of myself you know why ကြည်ရည်မြက်ပြကျမကိုလာမစဲဘူးနော်သူတို့ထောက်ခနေတယ်ငါပြောတဲ့စကားတွေကမှန်တယ်ဆိုတာသူတို့လိုက်ခံတယ်ဒါပဲငါလိုချင်တာနော်ငါဘဒုကိုမှငါ့ကိုဘာလဲရခိုင်တို့ချင်းတို့ကချင်တို့ဘာလဲဗမာတို့ငါ့ကိုလာထောက်ခတာငါမလို့ချင်ဘူးနော်ကိုလူမျိုးကိုထောက်ခံရပြီးပါဖြစ်လဲကိုလူမျိုးတော့ပဲကိုလှုပ်ပေးနေတယ်ကိုကဆုံးရောက်မယ်ဆိုရင်ကိုလူမျိုးတော့ဆုံးရောက်တာဘာပြဿနာမှမရှိဘူးသူများကြုံမဖြစ်တော်ပြီနော်ဒီလူ10ယောက်ကဘဒုလေကျမမင်းနေတယ်လေတတိယမှန်တယ်ဆိုရင်ကိုတက်တည်ရှိရမှာပေါ့မဟုတ်ဘူးလားဒီကောတူလင်မပေါ်ကျော်ကိုင်လို့သူများဖားလိုက်တယ်အဲ့ဒီကဖိုးကြီးသွားထုံးနေတဲ့ဖိုးကြီးကပက်စားတဲ့လောက်ထိကောင်းတာဘဒုလေငါပြပေးမယ်လို့ငါပြောထားတယ်လေ
ဘာဖြစ်လို့ချမပြရဲရတာလဲဘာဖြစ်လို့ချပြမနိုင်ရတာလဲနော်ပြီးတော့တဲ့ဒီ message ထဲမှာပြောတဲ့နေရမမိုးနဲ့တွားပြီးတော့နန်းရအောင်နေရဘာမို့လို့လဲငါဘာမို့လို့လဲငါနာမည်တက်ပြောလို့ငါပြပြောနေတယ်လေငါဘာမှမဟုတ်ဘူးဆိုရင်ဘာဖြစ်လို့ကျမနာမည်တက်ပြီးတော့ပြောနေရတာလဲကျမအဆင့်တန်းသူ့ထက်ပိုနေလို့သူ့ထက်ကျူးကျော်နေလို့သူမနာလို့ဖြစ်လို့သူထက်ပြောနေတာလေနော်ဒီမှာလာမစော်ကားနဲ့ဒီကရင်မနေတော့လွယ်လွယ်လေး shop ပေးမှာမဟုတ်ဘူးအမတ်တရားဆိုတာအမတ်တရားဆိုတာလေဖို့ကွယ်လို့လည်းမရဘူးဘယ်မှာလဲအဲ့ဒီလူ10ယောက်ဘယ်မှာလဲအဲ့ဒီအဖိုးကြီးသူများကိုသွားထုတ်နေတဲ့အဖိုးကြီးပြောလေကိုပြောထားပြီးသားတဲ့ကိစ္စတစ်ခုကိုတက်တင်မရှိဘဲနဲ့ကိုလိုက်ဘွားနဲ့လက်ပြောနေကြတဲ့ကကိုကလေးကကြစ်ကိုကလူလေးလူညာသူများကိုလူလေးလူညာတော့တယောက်ပြီးတယောက်လက်ဆိုဆွဲကိုကြတော့မှဘာပဲပြောတက်တင်မှမရှိနော်စက်တာတခုထဲနေတော့စကဲမှုကိုလမ်းစမ်းနဲ့နော်ငါတို့ကရဲ့ချစ်ဖြစ်တဲ့ကိစ္စကနေကြည့်နုလာပါလေငါတို့ကရဲ့ချစ်ဖြစ်တဲ့ကိစ္စကရင်မကအစ်စ်တယောက်မစစ်တယောက်နော်ဒီကရင်မဗမာဂျိုဘက်တော့မှဖြစ်လာမှာမဟုတ်ဘူးဗမာဂျိုဘက်တော့မှလည်းဖြစ်ခံမှာလည်းမဟုတ်ဘူးနားလေထားဒါတော့ကွာတယ်နော်ငါတို့ကရင်မချစ်ချင်းပဲဒါပေမဲ့စိတ်ကမတူဘူးဆိုတာသိထားဖို့နော်ငါတို့ကရင်ချစ်ချင်းရတာဟုတ်တယ်စိတ်ကမတူဘူးရှင်းတယ်နော်ဒီဗမာစကားပြောတာနဲ့နားလဲလားနားလဲလားဒီကရင်မစကားပြောဒီကရင်မဗမာစကားပြောမတတ်ဘူးတဲ့နေတော့နားလဲတာပဲနော်နေတော့နားလဲတာပဲငါပြောချင်တာလေနေတော့နားလဲဖို့ပဲကျွမ်းချက်ပြောနေဖို့မဟုတ်ဘူးနော်လာမစားနဲ့ဒါတော့မှဗမာเจ้าတခါမှမနေဘူးဗမာเจ้าနေခဲ့မယ်ဆိုရင်နော်နင်တို့လက်သေးတာကြာပြီရှင်းတယ်နော်ငါတို့ကဗမာကျွန်းမဟုတ်လို့ကိုယ်နိုင်ငံကိုဖန်တီးတယ်ကိုယ်လမ်းစဉ်ကိုသွားတယ်ဘဒုနဲ့မှလည်းသွားပြီးတော့လုံနေတာမဟုတ်ဘူးရှင်းလားလာပြီးတော့ comment တွေဘာတွေလာမပြောနဲ့နော်ဒီမှာဒီ comment ထဲမှာပြောတယ်နေဒီမှာတယောက်ပြောတယ်ဖီလိုမတဲ့နေတော့ဆဲနေတာပဲတိနေတယ်ဒီမှာကျမပြောမယ်ဖီလိုမလားမေလိုလားဖီလိုလားလေဒီစကလောက်တွေကကျမနားမလည်ဘူးရေတို့ကဘသူကတိပေးတာလဲNUG တော့အဖွဲ့စည်းပဲဘာဖြစ်လို့လဲကျမတည်းတစ်ခါကြည့်မယ်ဆိုရင်လေသွားဝေကြည့်လိုက်NUG ဘောမတွေကကျမသွားဝေကြည့်တော့လေလိုမလိုပဲဘာစကားတွေပြောလဲနောက်ဆိုလဲမေလိုပဲဘာတွေပြောနေလဲမသိဘူးအနောက်ဆိုလဲဖီလိုပဲပြီးတော့လေဘာတွေပြောနောက်ဆိုလဲဖီလိုမပဲဒီဖီလိုမတော့မေလိုတော့ဖီလိုတော့လေစကဲမှုဘယ်အားနေသွားပြီးတော့တင်နေတာလဲနေတော့စီမှာပဲပြီးမှဒီစကလုံးတွေကသူများပြောတာများလိုက်တာဆိုပြီးတော့လေကျမအဲ့ဒီအတော်ရောကသွားမေးတာပေါ့အမတယောက်ပဲသွားမေးတာပေါ့အမရေဒီစကားတွေကိုငါ့ကိုဘာလဲ interpreter လုပ်ပေးပါလားဆိုပြီးတော့ကျမသွားတောင်းတဲ့အကူကြီးဖေလို့မဆိုတာဘာလဲ तू translate လုပ်ပေးတယ်မေလို့ဆိုတာဘာလဲ तू translate လုပ်ပေးတယ်ဒါမှဖေလို့မေလို့ဆိုတာကျမနားလေသွားတာနော်မဟုတ်ဘူးNUG ဦးဆိုတွေကအများအပြားပဲတတိပြောမယ်ဆိုရင်နောက်စွာမေလို့ပြီးတော့လေဘာပဲပြောနောက်စွာဖေလို့ဒါပဲဒီမေလို့ဖေလို့မစကဲမှုဒီစကလုံးပြောတာလေနေတော့စီမတည်ထားတာအခုကရှော့လို့မရတော့ဘူးတိသွားပြီတဲ့ပဲတိလားတိသွားပြီငါကိုလာဆဲမနေနဲ့ဒီကရင်မကမိမဆုံးမဖမဆုံးမဟာလေငါအမေအဖေငါ့ကိုဒီလိုမျိုးမဆုံးမဘူးမေလို့မေဖီလို့တော့မလေငါတတိမပြောခေကလေးကနေတော့NUG မပေါ်ခေကလေးကဒီဘယ်တော့မှငါမသိဘူးငါတခါမှလည်းမကြားဘူးနေတော့ပေါ်လာမှဒီမေလို့တွေကြားလာတာအခုကပြောတတ်သွားပြီ
ဆဲသွားပြီနော်အများကြီးကျေးဇူးတင်တယ်ဒီလားနေတော့ပြီးနေတဲ့ဟာတွေတို့ပြရတာငါအဖြူကောင်းမယူဘူးအဖြူကောင်းလည်းမယူဘူးအမေလို့ကောင်းလည်းမယူဘူးပြီးတော့အမဲကောင်းလည်းမယူဘူးငါလိုးနေတာကြီး နော်မျိုးမစစ်မထဲမှာကျမမပါဘူးနော်ဘယ်နဲ့ငါသားလဲငါလိုးနေတာကြီးနော်ဘာဖြူမလည်းမလိုဘူးဘာမဲမလည်းမလိုဘူးဘာမေလိုးမလည်းမလိုဘူးရှင်းလားဟမ်ရှင်းလားနော်ဒီကောင်မငါ့ကိုပြောတယ်လေမမိုးဆိုတဲ့မေတို့တွေမေတို့တွေအစဲမပါပဲမနေတက်တော့ဘူးလားအစဲမပါဘူးဆိုရင်နေတက်တယ်စဲမတက်ဘူးရေကနော်စဲမတက်ဘူးအခုကစဲတက်နေပြီတရားမှလာမထိနဲ့လာထိရမေလို့ပဲလာမထိရလက်ဖေလို့ပဲဖေလို့မတယ်နော်ဖေစဲတက်ပြီဒီစကားသုံးလုံးကငါစဲတက်ပြီနော်လာမထိနဲ့လာထိရနေတော့ဘာသာနေတော့ပြလို့နေတော့ကလည်းလိုးတဲ့တော်လာရေးလိုးတဲ့မလိုးတဲ့တော်လာရေးမရှိဘူးအခုကနော်ငါကိုလာပြီးတော့စော်ကားမနေနဲ့ကရေမအချင်းချင်းပဲစိတ်တမတူဘူးနော်ကိုလူမျိုးတက်ကိုအတက်ပေးရမယ်ဆိုရင်ကိုပေးမယ်နော်ဘတုဂျုံမမဖြစ်အောင်ကိုစူးစားတယ်သိလားနားလဲလားဟမ်ဗမာကိုလွားတော့ကျမစော်ကားနေတာမဟုတ်ပါဘူးအခုကတော်လာရေးလောက်စားနေတဲ့ဆယ်လီတွေကျမပြောနေတာနော်ဒီမှာအဲ့ဒီဆဲထဲမှာလေငါတို့ကလေငါရီးချတာတခုကတော့သူတို့ပြောတယ်တဲ့ဒီကရင်မရိုက်လိုက်တာတဲ့ငါရဲတက်လာတော့ဘသူကတိတ်ပေးနေလို့နေတော့ပဲတိတ်ပေးနေတယ်နော်နေတော့ပဲတိတ်ပေးနေတယ်ဒီမှာဖားတဲ့ကောင်ဖားတော်လာရေးဘယ်တော့မှမအောင်မြင်ဘူးနော်ကြေရီလိုပဲပြောတဲ့အမနားထောင်မရဲတော့ဘူးလေနားထောင်မရဲရောနားထောင်မထောင်နဲ့နော်ကြေရီပြောင်းမယ်ဆိုရင်အဲ့ဒီမျိုးမစင်မတွေကနားမလဲဘူးတိလားဒီမျိုးမစင်မတွေမှာပို့ကြေရီနဲ့စကော့ကြေရီတော့မှခွဲချမတပြောမတနော်ဒီလားလာမစောကားနဲ့ဒီမှာဒီလူတယောက်ရှိတယ်သူပြောနေတယ်တဲ့ကြေးရဲ့ချက်ချင်းနားလဲပေးကြပါတဲ့ဘယ်လိုမျိုးလဲဟာငါ့ကိုနားမလဲပဲနဲ့ငါသူ့ကိုသွားနားလဲပေးရအောင်ငါအရှုံးသမားမဟုတ်ဘူးငါလည်း American citizen ပဲကြေးရပြင်းနေမသွားဘူးဘာဖြစ်လို့လဲကြဘိုးတွေများလို့တခိုးတွေများလို့နော်ဒီဖာတော်လာရေးတွေများလို့ငါမပြဘူးဒီအောင်စီနဲ့အမေရိကန်လားစမ်းကြည့်လိုက်စမ်းမျက်နှာချင်းစကားပြောရဲလားမျက်နှာချင်းစသူဘယ်တော့မှစကားပြောမရဲဘူးငါစေခေါ်ထားတာအချင်းချင်းပေါ်များစွာရှိနေပြီနော်ဒီမှာငါကိုလာစော်ကားရဲတဲ့တချို့ဗမာတချို့အကုန်လုံးပြောတာမဟုတ်ဘူးနော်တချို့ရဲ့ NUG နော်ဖေလို့อ่ะသူတို့ရဲ့ဒီမှာတွေ့လားဒီမှာတွေ့လားဒီအစဲတွေထူနေတာဗမာတွေပဲဒီလားငါတော့မဟုတ်ဘူးဒီမှာဒီကောင်တယောက်နော်တော်ဦးသားလေးတဲ့နေတို့ကရေတွေကရေပြည်မှာနေလေနေခွန်မရှိဘူးမြန်မာစာအုပ်လို့ထမင်းတွေငက်ကုန်လုံးမဲတဲ့လားအဝက်ကွယ်ပျော်ဒီနဖာပဲနော်ဂျဖာပျော်တပတ်ပါဒီသမီးပါနေတော့တွေးလားဗမာလူမျိုးကြီးဝါဒဆိုတာလေတရရသားကိုလောကသူတို့ကိုအထင်သေးအမြင့်သေးတဲ့မြက်လို့ပဲနော်အထင်သေးအမြင့်သေးတဲ့မြက်လို့ပဲငါတို့တရရသားတွေသူတို့ကြည့်နေတယ်ဒါတော့အမှန်တရားဗမာလူမျိုးက
10ရောက်ဆိုရင်တိုင်းရသားတွေကထင်တဲ့အမြင်သိရှိရောက်ကြော်ရှိတယ်နှစ်ယောက်ပဲတန်းတူခွေရေးပါတယ်ညာတွေပဲလက်ပြောမယ်နော်အော်စီရကျဲမလာမဖြည့်ရှင်းဘူးလားလာဖြည့်ရှင်းလေဘယ်မှလဲလူ10ယောက်သူများထားမိပါတယ်ဆိုအဲ့ရဖောကြီးကိုသွားထုတ်သွားထုတ်နေတယ်ဆိုဘယ်မှလဲတက်တင်ငါတို့တိုင်းရသားတွေလည်းဗမာတွေသွေးနဲ့နည်းနည်းရောပြီးတော့ဟိုပါလဲသူများbrain wash လောက်ပြီးဆိုရင်လေဒီလိုပဲသူတို့ဆက်တက်လာတယ်တိလားသူတို့ဆက်တက်လာတာဒီလိုမျိုးတိလားနေတော့ NUG ဘောမလိုက်မှာတွားကြည့်ပြောဘာလဲတည်းတွေပြောနေတာလည်းမသိဘူးနောက်ဆိုတော့လည်းမအေးလို့ပဲဘာလဲတည်းပြောနေတာလည်းမသိဘူးနောက်ဆိုတော့လည်းဖြီလို့ပဲဒါကနေတို့ရဲ့ဘာလဲဘာလဲ mission ဒါကနေတို့ရဲ့ mission နော်ဘာမစကားပြောမတိုက်ရင်မပြောနဲ့တဲ့ငါလိုမနာခါတယ်ခါတယ်တဲ့နော်ငါဒီမှာနေတို့ကလည်းတိုက်ရသားတွေကကိုလုံးအုပ်ချုပ်ချင်တယ်တဲရသားစကားတော့မှနေတို့ပြောမတတ်ငါတော့ငါအားတွေနော်နေတို့စကားတော့မှငါတို့သွားပြောတတ်သေးတယ်နော်ဒီမြန်မာနိုင်ငံမှာအဆက်ထူစိုးရတယ်ဗမာပဲနော်တဲရသားဆိုရင်သူများဆဲမဆဲလို့တတ်တာဟုတ်တယ် NUG ကလည်းသူခေါ်အောင်စုခိုးကြတာနော်ခိုးကြတာဘယ်လိုတော်လာရအောင်မြင်ပါလေပြောတော့တဲရသားတွေ့တယ်တဲရသားတွေ့မပြောနဲ့နေတို့တွေနော် NUG ကိုစုတယ်လေတဲရသားညညုံမို့ဘာလဲပြီးတော့စုဘာတွေညတွေဘာတွေမှမစုနဲ့နေတို့လီကိုပဲနေတို့ပြစုတော့မှမရနော်ဒီမှာ NUG ကိုစုရလေသူခိုးစုတော့မှမကဘူးဒီလားလီကိုစုပြီးတော့လေဖေရကိုစုစစ်တပ်ကိုမတိုက်ပဲနဲ့စစ်တပ်ကိုတိုက်နေတဲ့တားတွေကိုသူတို့လက်သိမ်းသူတို့လိုက်ဖမ်းဒါသူတို့ရဲ့ဟိုပါလဲ NUG ရဲ့ချင်းဖေလိုမမို့နော်မေလိုလာနေတော့ပဲဖေလိုလာမေတော့ပဲငါတော့ငါမဆဲဘူးဒီမေလိုဖေလိုလာဘာလဲဟာဖေလိုမလားငါဆက်တက်လာပြီငါကိုလာထီအကိုလိုရမယ်လာထီဒီလားနေတော့တလောက်ထီလိုချင်တဲ့ဟာတွေနော်ဘာမှလုံးမလုပ်ဘူးသူမင်းမ social media စကားပြောရုံနဲ့ယောက်ျားမလုံးမလုပ်ရတော့ဘူးဒါကိုပဲသူတို့လှုပ်ရှားနေကြတယ်လေကုတော်ယူတဲ့လူလဲဆဲပြီးတော့ကုတော်သူယူနေတယ်ဒီကောင်မဘယ်တော်လာရေးမျိုးကဘယ်လိုပြောမလဲဘယ်တော်လာရေးမျိုးဘယ်တော်လာရေးအောင်မြင်မလဲဒီမှာကြည့်ဒီဗမာလူမျိုးကြီးဝါဒဆိုတာသူတို့ပြောနေတဲ့ဗမာတကြကရေတကြဗမာတကြချင်းတကြတိုင်းရင်းအကုန်လုံးဒီမိုကရေစီရမယ်ဒီမိုကရေစီတော့မှသူတို့နားမလဲတဲ့ဟာအာနာယူနေတာဦးမြော်လည်းမဟုတ်ဘူးအခုကအာနာယူနေတာနေအဲ့ဒီNUG တခိုးစုမေလိုစုအာနာယူနေတယ်နော်အာနာယူနေတာဒီမျိုးမစင်မတယ်နော်မျိုးဒီမျိုးမစင်မNUG ကရေထဲမှာလက်သုံးချောင်းထောင်းနေတဲ့ကရေထဲမှာငါတို့ကရေကြောက်တက်ခဲ့ဘူးလို့လားမြင်မေးကြည့်ငါတို့ကရေနော်သမိုင်းဘလောက်သိနေလဲသွားမေးကြည့်လီးတော်မှသူတို့မသိဘာဖြစ်လို့လဲကရေလီးတော်မှသူတို့မလိုဘူးနော်တခြားလူကိုပဲလီးကိုပဲသူတို့လိုက်ပြီးတော့လိုးနေကြတယ်ဟုတ်တယ်မင်းအောင်လည်းအေးဆေးပဲမင်းအောင်လည်းမတိုက်ပဲနဲ့သူတို့တိုက်နေတဲ့စိတ်တဘုံငကားအစုတို့ပြီးတော့ဖီဒီတချို့ဖီဒီရဲ့တိုက်ရေးတွေတိုက်နေတဲ့မင်းအောင်လည်းကိုသူတို့လိုက်ပြီးတော့ဖမ်းဆီးပြီးတော့တက်ဖြတ်တက်ကြလိုက်နော်အခုလည်းမဟာဗလဲတရားမဝေကောက်ဘာလဲဘာဒီမိုကရေစီလဲ
နေတော့ခေါ်နေတဲ့ဒီမိုကရေစီရတဲ့တရေကုန်းဒီမိုကရေစီဖြစ်သွားပြီးပြည်သူကလုံးတိတ်ကိုပြီးဟိုမှာနော်ဒီမှာငါကိုလာဆဲနေတဲ့တချို့ NUG ကောင်းဆောင်တွေနော်နိုင်ငံထူထောင်မဲ့ကောင်းဆောင်တွေဆိုတာရေကြီးပညာပတေးမွေးပြောတတ်ဖို့လိုတယ်အခုကအစဲတွေနဲ့နိုင်ငံအသစ်ထူထောင်နေပါလားဟုတ်တယ်ငါတို့ကတော့သူများငါတို့ကိုလာဆဲမယ်ဆိုငါတို့ပြဆဲရမှာပဲငါတို့ကအုံတော့မရှိလို့မွေးလာတာမဟုတ်ဘူးငါတို့တွေကကြီးလာတာကျောင်းတစ်ခါမှလည်းမတက်ဘူးတဲ့လူထဲမှာလည်းငါမပါဘူးနော်ငါတို့ဆဲနေတာဆဲရတဲ့အခြေအနေရောက်လို့ဆဲနေရတာနားလေလားငါတို့ကရေပြည်နယ်မှာဘာရေကြီးမှုဘာမှမရှိလဲနေတို့တွေတော့မှပို့ပြီးတော့ရေကြီးမှုမရှိတဲ့ဗမာတွေနော် NUG အုပ်စုတခိုးတော်လာရေးနော်သူတို့ကောင်းဆောင်သူတို့ပြောတယ်မြန်မာနိုင်ငံအေးချမ်းအောင်လုပ်ပြမယ်နေတော့ကောင်းဆောင်တဲ့ထောင်ထဲမှာဘာတွေလုပ်ပြမှာလဲနေတော့ကောင်းဆောင်တဲ့ထောင်ထဲမှာနော်ထောင်ထဲမှာနေတဲ့လူတချို့နော်အဆုတဆုဘာတွေများတဲပြတက်လို့ပေးနေမလို့လဲဘာတွေများတဲပြတက်လို့ပေးနေမလို့လဲအချုပ်ထဲမှာနေတာဟိုငါတို့ကလက်သုံးချောင်းထောင်ပြီးတော့ free ဗမာရေးဆိုတာငါတို့စောက်ကြည့်မဆိုင်ဘူးနော်ဗမာရေးဆိုတာနေတော့ဗမာရေးဆိုရင်နေတော့ဘာသာနေတော့ရေးငါတို့ကရေးထဲမှာလာပြီးတော့ဝင်မပါနဲ့ဒီလားမဆဲချီလို့ကောက်မူနေတယ်နော်ဒီလားဘယ်မှာလဲနေတော့ပြောနေတဲ့ဗမာတကြကရေတကြ1988ကတည်းကအမေစုလဲဒီလိုပဲနေတော့အမေစုငါအမေမဟုတ်ဘူးငါမိတွေနော်အမေစုလဲတေးသားတန်းတူခွေရအောင်ငါတို့လောက်ပြမယ်ဒီစကလုံးနဲ့ပဲနေတော့လိုက်ပြီးတော့တေးသားတွေကိုစီယုံပြီးတော့ကောငါနဲ့တွေးမှ NLD ခိတ်ကလေးကငါတို့ကရေလူမျိုးအတွက်ဘာတွေလောက်ပေးနေလို့လဲငါတို့ကရေပြည်နယ်အတွက်ဘာတွေများစောက်ပေးနေလို့လဲတခုပဲငါကိုလာပြငါမဆဲတော့ဘူးရဲ့နေတို့ရဲ့အမေစုကိုနော်မင်းတို့ရဲ့ငါဆဲစရာလည်းအကြောင်းမရှိဘူးငါတို့အပေါ်မှာဂျေစုရှိနေတဲ့ကောင်းဆောင်တယောက်ဆိုရင်ငါတို့အတိမပြုရမယ်အခုကနေတို့ခေါ်နေတဲ့နေတို့ရဲ့အမေစုကငါတို့အပေါ်မှာဘာတွေလောက်ပေးနေလို့လဲငါတို့လက်ချုံချောင်းထောင်ပြီးတော့ free အောင်ဆန်းစုကြည်ငါတို့မလုပ်နိုင်ဘူးငါတို့ကိစ္စမဟုတ်ဘူးနော်နေတော့ပြောနေတဲ့နေတော့ပြောတမျိုးအလောက်တမျိုးငါတို့ကြုံထားငါတို့ကြုံပြီးနော်အခုချိန်မှတိုင်းရသားတန်တူခွေရဲ့ဒီမိုကရေစီရမယ်ပါတယ်ဒီမိုကရေစီတော့မှ NUG အုပ်ခိုးတွေကနားမလည်ဘူးအတိပဲနော် NUG အုပ်ခိုးတွေကတော့မှဒီမိုကရေစီမသိဘူးဘာဖြစ်လို့မသိတာလဲဒီမှာဖာတယ်မှနော်ငါခုဆက်တာပြီငါဆက်တာပြီဆိုတော့လေငါကိုလာမထီးနဲ့ငါထီးရင်ငါဆဲမှာပဲနော်ငါဆဲတာလေငါပက်ဆာနဲ့ဝယ်စရာလည်းမလိုဘူးအဲ့ဒါကြောင့်ဆဲမယ်နော်ဆဲမယ်စက်ကြုတ်ကမဆိုင်ဘူးနေတော့နော်ဖာတယ်မှအင်္ဂလိပ်နဲ့ယူပြီးတော့နေအစင်ကမိုးဘွားနေတက်နေတယ်လို့နေထင်းနေတယ်ငမဲလားလိုးလို့ရတယ်ငါတို့အမေရိကန်မှာရောက်တာ14နှစ်15နှစ်ကတည်းကနော်လိုးချင်တယ်ဆိုရင်လိုးလို့ရတယ်အာဖြူလားလိုးချင်တယ်ဆိုရင်လိုးလို့ရတယ်ဘဲမှလဲလိုးလို့ရတယ်ငါတို့မလိုးဘူးငါတို့အမျိုးပြောက်မှာစိုးလို့ဒီလားဒီမှာNUG ကဒီနေ့နော်ဂျွန်22ရက်NUG နဲ့အမလဲ PLA တစခန်းတချို့ကိုနော်ဖန်စီထားကြောက်နော်ဖန်စီထားကြောက်ဒီ PLA တွေကစစ်တပ်ကိုတိုက်နေတဲ့ PDF တွေဘာဖြစ်တော့သူတို့လိုက်ပြီးတော့ဖမ်းနေရတာလဲ
ဘာဖြစ်လို့သူတို့တွေကလက်ပြီးတော့ဖမ်းနေရတာလဲပြောစမ်းဒါစစ်တပ်ကိုစဆောလုံးနေတာလားအာနာရှင်စဆောလုံးနေတာလားဒါမှမဟုတ်ရင်ကိုဘာသာကိုအာနာယူနေတာလားဆိုတာကိုပြတာကိုပြတောက်တာကြည့်ခွေးတောင်းစားတွေတခိုးတက်ဘယ်လိုအမြင်မှလဲဟမ်ငါပြောတာဗောအဲ့ဒါကြောင့်မလို့ကရင်နိုင်ငံထူထော်တာဘာမှမဖြစ်ဘူးဘာဖြစ်လို့လဲသူများအရေးကိုလည်းသွားမရေးဘူးကိုယ့်အရေးကိုသူများလာမရေးနဲ့နော်လာမရေးနဲ့ငါတို့ရဲ့ရေးငါတို့ရေးမယ်နင်တို့လာရေးပေးစရာမလိုဘူးနင်တို့လာရေးပေးနေတာအနက်90ကျော်နေပြီငါတို့ကရင်တွေဘာမှမရတဲ့အပြင်ငါတို့ရဲ့ကရင်နယ်မြေမှာကြောင်းရဲဖိုးကြီးကြောင်းရဲကိုလို့ပြက်စီကုန်ပြီနေတို့ကြောင့်နေတို့ဗမာချစ်ချစ်ရဖြစ်တဲ့ကိစ္စနေတို့ဗမာရေးပဲလောက်နော်အဲညူကြီးတွေအဲညူကြီးတွေကတရားဝင်နေပါတယ်ဆိုပြီးတော့လိုက်ပြီးတော့အော်နေတဲ့ဟာတွေဘဲမာတယ်နေတို့ရဲ့စာရွက်ဘဲမာတယ်တရားဝင်စာရွက်နေတို့ကအစိုးရပါတယ်ဆိုပြီးတော့ဘဲမာတယ်ဟာခွေးတောင်းစားကိုအာနာယူပြီးတော့သူများကိုလိုက်ပြီးတော့အာနာယူလို့လိုက်ပြီးတော့အော်နော်ကိုမောင်ကိုပြကြည့်ဒါမှကိုအပွန်ကိုရဲ့ဘာတွေလောက်နေလဲဆိုတာကိုသိမှာနော်အန်ယူဂျီလောက်ခံတပ်ဖွဲ့ဝင်များရွာတွင်းရှိ PLA ကိုကူညီနေသောအေများကိုလည်းဝေရောက်ရှာဖွေမှုများပြုလုပ်ထားပြီးအရက်သားတချို့ကိုလည်းဖားဆီးမင်းများမှုများပြုလုပ်နေကြ PLA ဘက်ကဆိုသည်တဲ့နေတို့ရဲ့ညူဂျာပါအဆင့်တန်းရောက်နေပြီလေအခုကအကြမ်းဖက်အဆင့်တန်းရောက်နေပြီနော်အကြမ်းဖက်ကိုတိုက်ပြီးတော့အကြမ်းဖက်ပြဖြစ်နေတဲ့နေတို့အုပ်စုငါတို့ကရေပြင်းနဲ့လောက်နေတဲ့ကိစ္စငါတို့ရဲ့ကရေရေးကိုနေတို့လာရေးမပေးနဲ့နော်လာရေးပေးစရာလားအကြမ်းမရှိဘူးနေတို့ပမာရေးကိုပဲစီလုံးဖို့ကြိုးစားတိလားတိုင်းသားရေးတော့ဘာတော့နေတို့ကောင်းတယ်မှမထဲနဲ့နေငယ်တိုးတက်အောင်နေတို့ကြိုးစားအခုကနေတို့နေငယ်တိုးတက်အောင်မကြိုးစားပဲနဲ့နေငယ်ပြည့်အောင်လုပ်နေတဲ့ဟာငါပြောဒီမှာနော်ငါအန်ယူဂျီကိုဆဲပြီးဆိုရင်ငါ Facebook အခါကိုထုတ်နေပြီတွေ့လားမေလို့တွေနော်ဆဲတာပြီလာမစားနဲ့နော်ဆဲတာနေပြီလာမထီးနဲ့ထိတော့ဆဲခံရမှာပဲဒီမှာအများကြီးပဲသူတို့ရေးထားတယ်ကာကွယ်ရေးမှုကြီးလဲဖမ်းထားတယ်ပြီးတော့အဲ့ဒီဘိုဒရောက်ကလည်းသူတို့ဖမ်းထားတယ်ဒီဘိုဒရောက်သူတို့ဖမ်းထားတဲ့ဘဝတော့စစ်မြင်ဟာဗက်ဒီဘလဲမြို့နယ်ထဲမှာသူတယောက်တည်းပဲစက်ကစကိုတိုက်ထုတ်နေတယ်အဲညွန်ကြီးကဘာလုပ်လဲလို့လဲဟမ်သွားဖားနေတယ်ဒီနေတော့ပြောနေတဲ့တော်လာရေးကအော်မြင်မလားဟမ်အာနာရှင်ချင်းတိုက်နေကြတဲ့ကြားထဲမှာဘဒူဝဒုက္ခရောက်နေတာလေပြည်သူပဲဒီတခိုးတွေမေလို့တော်လာရေးနော်မြန်မာနိုင်ငံပြက်စီးတာသူတို့ပြောနေတယ်ဦးမေအောင်လဲတဲ့ဦးမေအောင်လဲတယောက်တည်းမဟုတ်ဘူးဒီတခိုးအုပ်စုတွေပါတယ်စကားဆောက်အထီရောက်မှုတိုက်ဖို့မကြိုးစားပဲနဲ့စကားဆောက်တိုက်နေတဲ့စစ်တပ်တွေကိုလက်ပြီးတော့ဖမ်းဆီးငါတို့ကရေတွေကလေအနစ်90ကျော်လောက်ကြာနေတာဘဒုကြောက်လဲဘဒုကြောက်လဲဒီမျိုးမစစ်မတွေကြားထဲမှာဝင်လို့တိလားပြာဆိုစားကြည့်ငါတို့ကရေပြည်နယ်မှာလေဘလောက်ပဲငါတို့ကွဲငါတို့အဖွဲ့စီများငါတို့ကရေချင်းပြန်ညှိလို့ရတယ်ဒီဖာတယ်မတွေမီလို့တွေကြားထဲမှာရှိနေလို့ငါတို့လောက်ရတာခက်တယ်နားလဲလားဟမ်ဒီမျိုးမစစ်မတွေကလေအလုံးမလောက်ချင်ဘူးဆယ်လီဖြစ်ချင်လို့လိုက်ဘောကနေအော်သူများတကာကိုလက်ဆဲနော်
ငါကိုလာမထီးနဲ့ငါဆဲတာပြီးအခုကလာဆဲတာပြီးမေလို့ဖေလို့လားနေတော့လိုးချနေတဲ့လိုးတဲ့တော်လာရေးနော်လိုးဆက်လို့အနည်း20 30နေလို့ရဲ့မြန်မာနိုင်ငံဒီမိုကရေစီဆိုတာလေအီမဲတော့မှမင်းနဲ့ဖေးရဲ့ကိုမှပဲမင်းနော်တေးရဲ့ကိုမှမင်းအကိုလို့ကပြည်သူတွေကဒုက္ခရောက်နေပြီသေကုန်ပြီနော်ငါတို့ရဲ့ကရေပြည်နယ်ကိုလို့ပြက်စီးကုန်ပြီနေတော့တွေကြောက်နော်တခိုးတွေလေတော်လာရဲ့လောက်နေတဲ့လူတွေကဘယ်လိုမျိုးစိုက်တွေဖွင့်နိုင်မလဲတဲ့ချမ်းတွေကြီးကြဲဝယ်နေမလားဝယ်မနိုင်ဘူးလေအဲ့ဒါကြောင့်တခိုးဆိုတာတခိုးလို့ပြောနေတာပေါ့နော်ငါတို့ကရေးရတယ်ငါတို့ဘယ်လိုပဲရေးတကွဲတပြားလားသုံးကွဲလေးပြားလားနေတော့ဗမာရေးမပါဘူးဆိုတာနေတော့သိထားဖို့မြန်မာနိုင်ငံတစ်ခုလုံးအလောက်လောက်ချင်နေဆိုရင်အာနာသုံးလို့မရဘူးဟဲ့အခုကနေတော့တွေကလေအာနာသုံးလို့သုံးနဲ့သွေးမှစကစအာနာရှိကြဆောလောက်မဲ့ပြည်သူတွေကိုတနိုင်ငံလုံးလိစားညစားပြီးတော့ငါနဲ့သွေးမှဘာစစ်တတ်မှလဲအောင်မြင်မတိုက်ခိုက်နိုင်တဲ့နွားဝစုနော်ဒီနွားဝစုကလည်းတမျိုးနေတော့အသာလေးချွနဲ့လေမြန်မာနိုင်ငံအချောင်းငါတို့ရဲ့တိုင်းသားအကုန်လုံးတွေကတူကျူးစားပါမယ်ရှင်ပြီးတော့လေဒီနိုင်ငံရေးမအောင်မြင်မယ်ဆိုရင်လေတိုင်းသားတကိုလောက်ကညီဟာဗလဲပြောမလဲအခွင့်ရေးပါရညာတွေပေးမယ်လီးပဲနေတော့ပေးနေတာဟုတ်ဘာတွေပေးနေလို့လဲဟာLND ခေငါနေနော်ငါမမေ့ဘူးအခုချိန်ထိအောင်ဆန်းစုကြည်လဲဒီလိုပဲနိုင်ငံတကာမှာသွားပြီးတော့လေနိုင်ငံရေးဗလဲဗမာရေးတွေဘာတွေလဲပြောတဲရသားရေးတွေဘာတွေလဲပြောပြီးတော့ဘာတွေရနေတော့လဲငါတို့ရဲ့တဲရသားလီးပဲရနေတယ်အမောင်းတရားပဲရနေတယ်နော်အဲ့ဒါကြောင့် NUG ကခု NUG တွေကတဲရသားတော့မှသူဘာဖြစ်လို့တဲရသားတွေကသူတို့စီယုံမရတာလဲဟာသူတို့ရဗမာအချင်းချင်းတော့မှစီလုံးမရဘာဖြစ်လို့တဲရသားတွေကိုနေတော့ကောင်းထဲမှာထိုက်ပြီးတော့စီယုံမှလဲဟာတခိုးစုဘာကိုမှထီရောက်မှုမရှိတဲ့တော်လာရင်နွားတော်လာရင်ငါပြည်သူတွေကိုလော့ဒုက္ခရောက်နေပြီဟောမှာနေတော့ကြောင့်နေတော့ဗမာအချင်းချင်းဖြစ်တဲ့ကိစ္စပြစကားပြောနေပြီးတော့မှာငါပြောမယ် ERO လား NUG လားဘာဖွဲ့စည်းပဲထောင်နော်ဗမာရေးဆိုတာမြန်မာနိုင်ငံမှာပြည်တွင်းကိစ္စဆိုတာဘယ်သူမှသွားပြီးတော့ကူညီလို့မရဘူးဆိုတာသိဖို့တတိပဲလက်တင်မြော်လေကိုချိတ်ချမြော်လေအခုချက်တိအာနာရှင်ဖြစ်လာတာကိုသွားပြီးတော့ချိတ်ဒီတဲ့နဲ့သွားပြီးတော့ချိတ်ချလို့ရမလားဟမ်ရမလားအောင်တော့ရှေ့စဉ်းစားလေဟောမှာခက်တဲ့မိညာမှာကျမတွေ့တယ်ERO နဲ့ energy ကိုပါပြီးတော့လေမြော်လေစိတ်တာတွေကိုမလာအကြမ်းဖက်လို့လက်ဖားမယ်ဘာညာနေတော့ဖားနေတဲ့မြော်လေငါနဲ့ချောနဲ့ကြော်ပြီးမမြင်သေးဘူးလားဟမ်အကောလို့ပြက်စီကိုပြီးဟောမှာငါရဲ့ပြည်သူကလေးကြားပဲကြောင်းမတဲရဘူးဒုက္ခတဲ့အကောလို့ဖြစ်ကုန်ပြီဒီနွားတွေကြောင့်တော်လာရဲ့လောက်မယ်ဆိုရင်လေပုတ်ကိုရဲ့ပါရဲ့လုံးလုံးမရဘူးတိလားအခုသူတို့လုံးနေတော်လာရဲ့လေအစဲတော်လာရဲ့မေလို့တော်လာရဲ့သူများကိုလက်ဆဲမေလို့မှလို့ပြီးတော့6နဲ့တွေ့ဘာမှလို့မရနော်မေလို့တော်လာရဲ့တော့ငါခေါ်နေတာနေတော့နာလားနာတယ်ဆိုရင်ထက်ပြီးတော့မလို့နဲ့တော့အမတရားကိုလာလျှောက်ပြီးတော့ဒီမိုကရေစီစိတ်မာတဲ့ဒီမိုကရေစီကိုထိထောင်နော်အခုကသူများတကာကိုလက်ဆဲပြီးတော့နိုင်ငံရေးလောက်ရမလားဟမ်လောက်ရမလားဒီအဆူကမကောင်းဘူးဆိုရင်ကိုဝေဖန်လို့ရတယ်
သူများပုတ်ကိုရေးထိသွားပြီးတော့စော်ကားလို့မရဘူးဆိုတာသိဖို့နေတော့ရဲ့ဘောမတွေကတလောက်ထိပညာတလောက်ထိမဲ့နေတာကိုမင်းအောင်လည်းရှောက်မယ်လို့နေတော့ထင်းနေတယ်စစ်တပ်တက်ဆုံးမယ်လို့နေတော့ထင်းနေတယ်ခွေးတောင်စာအောင်တို့ဒီအန်ယူဂျီကလည်းကျွန်မပြောမယ်သူတို့ပါဇက်ထဲမှာဒီမိုကရေစီဆီယနာရှိချဆောင်တဲ့ချင်းဆိုရလေမာရညာတွေပေးမယ်ခွေရေးပေးမယ်ဟောပါရင်ဟမ်ဘာတွေလာပြောနေတာလဲဟမ်ဘာတွေများလာပြီးတော့ပြောနေတာလဲနေတော့ဗမာချင်းတော့မှငါစိတ်တကူငါမပြောဘူးငါပြောနေတာကအန်ယူဂျီရဲ့ဘိုးနဂါရောအိုစုကဗမာချင်းပဲဆီယနာဆီကိုတိုက်နေတဲ့အဖွဲစည်းတွေပဲပြီးတော့တချို့ PDF တွေမဟာမဲပူပေါ်တယ်လဲဒီလိုပဲဘာဖြစ်လို့နေတော့ဗမာချင်းတော့မှမစည်းလုံးတာလဲလက်ပြီးတော့ဖားနေကြတာလဲနေတော့ချင်းပြတိုက်နေကြတာလဲအဲ့ဒါကြောင့်မလို့ငါတို့ကြည်ရင်ငါတို့ရေးတာနေတော့နဲ့ပါဆိုင်လုံးလဲဝင်မပြောနဲ့ဗမာရေးကိုရေးချင်လားဆက်ပြီးတော့ရေးငါတို့ကြည်ရေးလာမရေးနဲ့နော်ငါတို့ရေးတတ်တယ်ဘာဝစုလည်းမသိခွေးတောင်စားအုပ်စုခွေးတောင်တွေလိုက်စားနေတိုင်းညတဲ့လူပါအောင်ရှင်လူပါအောင်ဘာမှထိရောက်မှုမရှိဒီနေ့လေဟာကျေးဇူးတင်ပါတယ်ပြည်သူတို့ရေဒီနေ့ကတော့PDF တာရေး73တာရေးအလူရနေပါတယ်ရှင်ကျေးဇူးတင်ပါဒီလောက်ပဲလက်ပြီးတော့ကျေးဇူးတင်နေမယ်ဆိုရင်ဒီမိုကရေစီရနိုင်မလားလို့ပြောစမ်းကိုတော်ယူနေတဲ့လူတော်မနေတော့လက်ဆဲနေကြတဲ့ကနေတော့အန်ယူဂျီထဲမှာသူများမဝင်ဘူးဆိုရင်အဲ့ဒီဥစုတွေကနေတော့ဗျာသူဖြစ်သွားရောဒါကနေတော့ပြောနေတဲ့ဒီမိုကရေစီလားလို့ဒီမိုကရေစီတဲ့ဘယ်ငါ့ကိုလာရှင်းပြပါဦးရှင်နိုင်ငံကြီးမှနေပြီးတော့ဒီမိုကရေစီတဲ့ဘယ်တော့မှကိုမသိကိုကအာဏာလက်ပြီးတော့ယူပြီးတော့ပါဇက်ထဲမှာဟာပြီးတော့ဒီမိုကရေစီယူမယ်ငါပြောမယ်နေတော့ပြောနေတဲ့မြန်မာနိုင်ငံဆိုတာဒီမိုကရေစီနိုင်ငံပဲတော့မှဖြစ်လာဘူးဆိုတာပဲ100% ဘာဖြစ်လို့လဲဦးဆောင်နေတဲ့လူတွေကအာဏာရှင်တက်ပဲငါတို့ကြေကောင်းဆောင်ချို့လဲအာဏာရှင်မဲပြီးတော့နေတို့ရဲ့ NUG တချို့လဲအာဏာရှင်မဲပြီးတော့စေအုပ်စုလဲအာဏာရှင်ပဲအဲ့ဒီတော့မြန်မာနိုင်ငံ democracy country ဘယ်တော့မှလည်းဖြစ်မလားဘူးပြောစားဒီမှာမသာမတွေနော်မသာမတွေဒီမိုကရေစီမထူထောင်ပဲနဲ့သေရကုတ်ထူထောင်ခြင်းတဲ့ဟာနော်ဘယ်မှာလဲလူ10ယောက်မှမို့ဖာတယ်မအော်စီကျဲမဘယ်မှာလဲလူ10ယောက်သူများဖာမိတယ်ဘယ်မှာလဲဒီဦးလေးသူများကိုတွားပြီးတော့ထောက်နေတဲ့ဦးလေးတယောက်ချပြမနိုင်ဘူးမဟုတ်လားဘာဖြစ်လို့လဲကလေးကကြက်လောက်နေတာဟိုနော်ငါကိုလာမစဲနဲ့နော်လာငါကိုလာမစဲနဲ့ကရေမတော့ကရေမပဲစိတ်တမတူဘူးဒီလားပြီးတော့တမိုင်းလည်းမတူဘူးဒီကရေမကရေနဲ့မြေကရေပြင်းနဲ့မှာကြောက်တက်ဖူးနေတဲ့ကရေမကိုတမိုင်းကိုတင်ခဲတဲ့စိတ်ကရေမနော်သူများတမိုင်းကိုလက်ဆင့်ပြီးတော့ကိုလူမျိုးကိုပြန်နေနေတာတဲ့ကရေမထဲမှာဒီကရေမမျက်နှာမပါဘူးသိချာကြည့်နော်ငါတို့ကရေသမိုင်းထဲမှာအမေကိုပြလို့နေတဲ့ကရေသမိုင်းထဲမှာမရှိဘူးဘယ်တိုင်းသားဘယ်လူမျိုးကအမေကိုပြလို့နေတယ်လဲဆိုတာကိုပါတာကိုပြပြီးတော့လိတ်လာနော်လာမယ်ဆဲနဲ့ဒီကရေမနော်ဆဲတပြီးအခုကဒီစကလုံးသုံးလုံးနေတော့တောင်းနေကြတဲ့စကလုံးအခုကအကုန်လုံးမမိကိုပြီကားထဲမှာလည်းရှိတယ်ပါးစပ်ထဲမှာလည်းရှိတယ်နော်ပြောထွက်ကိုပြီပြောလို့ရပြီလာမယ်ဆဲနဲ့
လာမစဲနဲ့ဒီကိစ္စမှတရားဆိုရင်ငါချပြနိုင်ပါတယ်ဒီစကဲမူအဆက်ခွဲအောင်ငါလောက်ပြပါမယ်ဆိုပြီးတော့ဒီစိတ်တမွေးပြီးတော့လိုက်ဘောကနေတက်လာခဲ့စမ်းတက်လာခဲ့စမ်းနေကိုစိတ်ခေါ်မရဲတဲ့ကြည်မထဲမှာငါမပါဘူးငါနဲ့ကိုအကျဉ်းချစိတ်ခေါ်ထားတယ်နော်နေမျက်နှာချိတ်ဆိုင်မရဲဘူးဘာဖြစ်လို့လဲတိလားနေပြောနေတဲ့ဟာကိုလောက်ကအမှန်တရားမဟုတ်လို့ပဲဒီပါတယ်မှာစစ်သားတွေကိုဒီမှာဒလာတွေလွဲပြောပြီးဖို့နဲ့မြင်ချာကနေ PLA တတွေထွက်ခွာဖို့ NUG ပြောဆိုတဲ့ဒီစစ်တပ်ကိုတိုက်နေတဲ့ PDF တချို့တွေကသူတို့လိုက်ပြီးတော့ထွက်ခွာခိုင်းပြီးတော့ထွက်ပြေးခိုင်းနော်ဘာတွေလဲဘာတော်လာရေးလဲဘာတော်လာရေးလဲပြောစမ်းဒီအကြမ်းဖက်တော်လာရေးနေတော့လည်းအကြမ်းဖက်ဖြစ်ကုန်ပြီအဲ့ဒါကြောင့်မလို့ဦးမအောင်လေရုရှားနဲ့တွားလို့ရတယ်တရုတ်ကနေတွားလို့ရတယ်အခုကအာဆီယံကနေသူဝင်တော့မယ်နော်မအောင်လေကြဆိုတော့မယ်သူများမအောင်လေကိုဖမ်းနေပြီပြီးတော့ NUG ဘောမတွေကဒီဦးမအောင်လေမအောင်လေဦးလို့ကျမခေါ်မယ်ဆိုသူတို့စိတ်ပြီးတော့နားနေတယ်ဒီလားငါမခံစားနိုင်အေဒီယာမှာတွားပြီးတော့သူတို့ဘာလို့ပြောလဲတဲ့တတိယတူတွေထုတ်တယ်မအောင်လေအားတဲ့အေဒီယာနေတဲ့ FBI ဖမ်းနေကြပြီတဲ့သူတို့ရဲ့စင့်တန်းကအိုးမြော်လို့ဖမ်းနိုင်မယ်လို့သူတို့ထိတ်ကြီးနေကြတယ်ဘာဖြစ်လို့လဲသိလားဘာဖြစ်လို့လဲအလူငွေရအဲ့ဒီညကိုအလူငွေရဖို့အတွက်သူတို့အသက်ရှင်တာအလူငွေသူတို့မဲ့မောနေတာအလူငွေသူတို့မဲ့မောနေတာပြည်သူလုံမြောက်ဖို့မဟုတ်ဘူးနိုင်ငံတိုးတက်ဖို့မဟုတ်ဘူးဟုတ်တယ်လို့တော်လာရေးအခုကလေမြေပြင်မှာနေတည်သွားကြည့်နော်တချို့ကရတဲ့တွေလိုက်ပြီးတော့မကြည့်ဘူးတိလားဒီမှာဦးကျော်သူနဲ့မမိုးကလည်းနေတိုင်းရတဲ့လိုးတွေကြတာဟုတ်အဲ့ဒါကြောင့်မလို့ဦးကျော်သူပါပဲပြောမမဟုတ်ကဲဟုတ်ကဲပြီးတော့လက်ဆဲဒီအဖိုးကြီးကလည်းဘယ်လိုပြောမလဲဖျားမရှိလားမသိဒီအဖိုးကြီးမျက်နာလေတရားဖျားရှိတဲ့မျက်နာမပေါ်ဘူးဒီပြည့်ဖိုးကြီးနော်ဟောမှာနေမြေမှာဘာလဲတခုခုပဲပြဿနာတက်သွားကြည့်လိုက်ပဒိတ်ချင်းမှုရဲ့ဘာလို့လဲပကဖားတွေပြီးတော့တခိုးမှုတွေဘာလို့လဲလဲညူကြီးလဲအောက်ခံပသုံးလုံးတွေသူတို့ကတမျှဖြစ်ကုန်ပြီဒီတမျှဖြစ်နေတဲ့တော်လာရေးကဘယ်လိုအောင်မြင်မှလဲဒီမိုကရေစီဆိုတာဘယ်မှာလဲပြောစမ်းဒီမိုကရေစီဆိုတာဘယ်မှာလဲအတဲ့ဘယ်ဟောသူတို့နားလေလားလို့ဟောပလဲမြို့နယ်မှာလဲတည်သွားကြည့်သူတို့ PDF ကလေး PDF တွေအချင်းချင်း PDF မတွေပေါ့နော်မင်းကလေးတွေသူတို့လိုက်ပြီးတော့ဗဒိတ်ကျိတ်နေတယ်ပြီးတော့ NUG အစိုးရတွေဘာတွေလုပ်လဲဘာမှကိုလဲအရေးယူမှုတာဝန်ခံမှုမရှိဘူးဒါတော့ဖေလို့မမိုးတခါမှမပြောဘူးအမှန်တရားကြိုက်တယ်မဟုတ်လားအမှန်တရားကြိုက်တယ်ဆိုရင်ကိုဘက်မှာအမားရှိတဲ့လူဆိုရင်ကိုပြောရရမှာပဲအခုကနေတော့ဘောမတွေနော်ဘောမတွေနော်ဖာတယ်မအခုလေသူများကိုလိုက်ပြီးတော့ဖမ်းပြီးတော့အဲ့ဒီ PDF မင်းကလေးတွေကိုဘက်ကြီးလော်လို့ပြီးတော့တစ်ကလေးနဲ့ကလေးကိုသွားမွေးခိုင်း
ပြီးတော့ပက်ဆာနဲ့ပက်ဆာနဲ့ထိုးဒီပက်ဆာကိုသူတို့တောင်းနေတဲ့ဟာတွေကအလူငွေပြည်သူပက်ဆာဟဲ့အလူငွေဆိုတာကိုတောင်းတမကိုကကောင်းတာဒီဒေါ်လာရဲ့ပြက်စီးတာဘာဖြစ်လဲတခိုးများလို့ခိုးနေကြလို့ဒီမှာစစ်မြေမှာတကယ်တိုင်းနေတဲ့ PDF တွေ NUG ကလို့လိုက်ဖမ်းကိုပြီဒါဆိုရောဒီစစ်တပ်ကိုကြဆုံးနိုင်မလားပြောစားနော်တော်လာရေးဆိုတာလေသူတို့ပြောနေတယ်ဒီမိုကရေစီယူနစ်တော့မှနေတော့ထူတော်လို့မရဘူးဒီမိုကရေစီဆိုတာဝေးသေးငါပြောချင်ဘူးပညာမက်တယ်ဆိုတာဒါကိုပြောတာနော် PDF တွေကတော့ကျမမစော်ကားဘူးသူတို့ကတကယ်ကိုတိုက်နေကြတဲ့ကလေးတွေဒါမဲ့သူတို့ရဲ့ကောင်းဆောင်တွေကတော့ခိုးနေကြတော့လေသူတို့လည်းစေးရဲတယ်ကြည်စာလည်းမရှိအစားလည်းတစ်ခါတလေလဲပြည့်စုံလက်တိုင်းမရဘူးဆိုတော့ဒီလားကလေးတွေကလည်းစိတ်တက်ဖို့အတွက်လည်းစိတ်တက်ကြတာပေါ့ဒီလားဒီတချို့ဗမာတွေကငါ့ကိုပါလာရေးနေတာလေဟမ်ငါတို့ရကရေထဲမှာတဲ့အုပ်စုထဲမှာအများကြီးပဲတဲ့နေတော့ပြည်လေအောင်ကြိုးစားလိုက်အောင်ဒါမပြောနဲ့ငါတို့ကရေရေးထဲမှာနေတော့လာပြောစရာမလိုဘူးလာဝေဖန်စရာလည်းမလိုဘူးနေတော့ဗမာရေးဘက်ကိုနေတော့ရေးနော်ကြားလား KNA BGF DKBA KGLA KNU PC ဘာကိုပဲလို့နေတော့ရေးမပါဘူးနော်နေတော့ကရေးပါနေတဲ့တချို့မျိုးမစင်မတွေကလက်သုံးချောင်းကိုထောင်ပြီးတော့ကိုလူမျိုးအပေါ်မှာပြပြီးတော့သိစာဖောက်ပြီးတော့ကိုလူမျိုးပြရောက်စားနေတဲ့တချို့ပညာတက်လူတွေကတော့ငါတို့စည်ရဲထဲမှာမထဲဘူးစည်ရဲထဲမှာတော့စည်ရဲထဲမှာတော့မှသူတို့နာမည်မပါဘူးဆိုတာသိဖို့ငါမပြောချင်ဘူးနော်ငါပြောမယ်ဆိုရင်ဒီကရေမဗမာစကားပြောမတတ်ဘူးငါပြောမတတ်တော့မှနေတော့တလောက်ထိလက်သေးချင်တာငါဗမာစကားကျွမ်းကျင်ချက်ပြောတတ်တဲ့နေ့ကြရတော့နင်တို့ကလေညူကြီးလည်းမရှိတော့ဘူးဘာမှမရှိတော့ဘူးတခိုးစုကိုလို့ပြောက်ကုန်မှာနော်ဒီလားဒီမှာညူကြီးကိစ္စဒီမှာဗိုလ်တယောက်ရှိသေးတယ်သူတို့ဖမ်းထားတယ်မတရားမှုဖမ်းထားတယ်ဒီမှာနားထောင်ကြည့်ဒီအကိုတယောက်ပြောတာခင်ဗျားတို့အတန်အိုးရင်စီးစိမ့်နဲ့ကိုချိုးကာကွယ်ပါမယ်ဆိုတဲ့အဖွဲအစည်းကဒီလိုအချိန်မျိုးမှာအတန်အိုးရင်စီးစိမ့်ကိုကာကွယ်နေတဲ့ PLA ဆိုတဲ့အဖွဲအစည်းကိုဘာကြောင့်လိုက်လံတိုက်ထုတ်နေတယ်လဲဆိုတာအောက်တန်းကြတဲ့စိတ်သက်ဒါကြောင့်ကျုပ်ခဏပြောတယ် NUG ကစကလွတ်လိုက်တဲ့အဖွဲအစည်းနဲ့အလားတန်တူနေပြီဆိုတာခင်ဗျားတို့ဖောင်းပြင်တို့အညာဘက်မှာဖောင်းပြင်လို့နေရာမျိုးတွေမှာဖြစ်နေတဲ့ကိစ္စတွေကိုကြည့်မင်္ဂလာပါဗျာနော်NUG စကစနဲ့တူနေပါပြီဆိုပြီးတော့ဘာပြည်သူမှထောက်ခံချက်မရှိတော့တဲ့နေကြရင်ရှိရတော့မသိတော့မရှိတော့ဘူးအတာပဲသူတို့ကကြံတော့တယ်ပြီးတော့သူတို့တော်ရရေးကပြီးနေတာကြာနေပါပြီဘာဖြစ်လို့လဲဆိုတော့လုံဟတော်လာရေးသမားတွေမြမြပြအာကြီးတွေပေါ့နော်တထေးကလို့ဖြစ်ကုန်ပြီနေတော့စောက်ကီတွေတဲ့အေးငါစောက်ကီဆိုရင်နေကစောက်ပမာပေါ့နော်နေတော့စောက်ကီတွေကိုလဲတဲ့ဘယ်သူမှစောက်စာရေးထဲမှာမထည့်ဘူးတဲ့မထည့်ဘူးဆိုရဖြစ်တော့ငါတို့ကီပြည်နယ်မှာလာနေရတာလေနော်ဘာဖြစ်လို့ငါတို့ကီပြည်နယ်မှာလာနေရတာလဲအကုန်လုံးပြသွားနေပြီးတော့မှနေတော့ဖြစ်နေတဲ့ကိစ္စနေတော့ဗမာချစ်ကိစ္စနေပြီးတော့မှတလေးမြပြတိုက်ငါတို့ကရေပြည်နမှာစစ်လာဖွေးစရာမလိုဘူးနော်ရှင်းနေနော်ငါတို့စောက်ကီဆိုရင်ညောလဲစောက်ပမာပဲနော်နေတော့စက်တနေငါတို့ကဗမာဆိုပြီးတော့စက်တနေပါတယ်ကိုယ့်ကိုယ်ထင်မကြီးနဲ့နော်ဒီကရေမလဲစက်တက်တယ်အကုန်လုံးစက်တက်နေပြီနော်မေးလို့နေကြတဲ့တော်လာရေးဆက်လို့ဒီအခုချိန်မှာဘာမှအထင်ရောက်မှုမရှိနေတဲ့တခိုးတော်လာရေးနော်အခုကဒီဘုံငါဖွဲ့စီလဲဖြိုကွဲတော့သူတို့လိုက်လုံနေတယ်အခုကစစ်တပ်ကိုတကယ်တက်နေတဲ့ PDF တွေလဲသူတို့လိုက်ပြီးတော့ဖြိုနေတယ်ဒီနေအဲ့ဒီကတဲ့က NUG ကဘာတွေများရှိနေလို့လိုက်ပြီးတော့ပြည်သူကလက်ပြီးတော့ထောက်ခံနေရမှာလဲမျက်စိဖွင့်နာဖွင့်သီးလား
နော်မျက်စိဖွင့်နာဖွင့်ဒီကောင်မကတော်တော်စောက်ကြီးစောက်ကျဲဗါလဲဒီကောင်မကဗါလဲတော်တော်အားတီးရောက်နေတာလေဒီမှာမကြိုက်ဘူးဆိုရင်ထွက်သွားငါပြောနေတဲ့ထက်မှာငါခါစားငါကရေတယောက်အနေနဲ့ငါရဲ့ခံယူချက်ငါရဲ့အမြင်ငါပြောနေတာနေတော့အတွက်မပါဘူးနော်ငါရဲ့လူမျိုးအတွက်နားလေလားကိုမောင်ကိုမောင်မငါမကဒီလိုမျိုးမခွန်ချင်ဘူးနော်ဟုတ်တယ်ဗမာတဲ့ဟုတ်တယ်တကယ်ငါတို့ကရေထဲမှာကိုမင်ကိုလို့ဆိုတာမပါဘူးရှိလည်းမရှိခဲ့ဘူးငါတို့စောက်ချစ်သူကနေလာစော်ကားစရာမလိုဘူးနေတို့စောက်ကြည်စောက်ချစ်သူတော့မင်းအောင်လဲလီးစုပ်နေတာမဟုတ်ဘူးလားငါတို့မင်းအောင်လဲလီးစုပ်နေလဲဘာမှမဖြစ်ဘူးနော်မဆုကြီးစောက်ပါစောက်နေလဲဘာမှမထူဘူးအတူပဲအဲ့တဲ့တူနှစ်ခုကတာတဲ့ဟာတစ်ခုကငါတို့ရွေးလိုက်တယ်ငါတို့ဘာဖြစ်လို့လဲငါတို့အောင်နှုတ်ရှိလို့ငါတို့အတိအညာရှိလို့ဒီလားမဆုကြီးကိုထောက်ခံလဲဗမာအုပ်စုကိုထောက်ခံနေတာပဲမင်းအောင်လဲကိုထောက်ခံလဲဗမာအုပ်စုကိုထောက်ခံနေတာပဲဗမာကြိုးချင်းပဲနော်ဘာဖြစ်လို့ဒုက္ခရောက်နေတဲ့ဟာတခုကိုလိုက်ပြီးတော့ထောက်ခံပြီးတော့စေးရခံနေရမှာလေပြောစမ်းခွေးတောင်စားနေလာဆဲလို့ငါဆဲတယ်နော်နေလာဆဲလို့ငါဆဲတယ်နော်ဟေးမင်းအောင်လဲလီကိုစုပ်နေတော့ရအမေစုစောက်ပါကိုစုပ်အတူပဲဆိုတာနေတော့သိဖို့နောက်ထပ်ပြောလိုက်အောင်မယ်နော်ငရုတ်တီးဆိုတာငါမရိုက်ချင်ဘူးနေတော့ရိုက်လို့ငါရိုက်နေတယ်နော်ဒီကရင်မကလေတန်မဲနော်နေရဲပြမယ်ဆိုရင်ကိုရလိုက်တယ်နေမရဲမပြဘူးဆိုရင်ကိုကအေးစင်းပဲနော်ငရုတ်တီးဆိုတာအနီလဲအစတာပဲအစင်းလဲစတာပဲအတူပဲနော်အတူပဲလာပြီးတော့ဖေကြီးလာမပြောနဲ့ဖေကြီးလာမလုံးနဲ့စောက်ကုတ်ယူမဆိုင်တာနော်လာခမဲစမ်းငါကိုလာစမ်းကြည့်စမ်းနေတော့အရှုပ်ပေးတဲ့ကရင်မထဲမှာငါမပါဘူးဆိုတာပဲညူကြီးလဲမြောင်လဲအုပ်စုပဲဒီလားပြည်သူကိုလှုပ်တိတ်ကုန်ပြီနေတော့ဖိုးကွယ်ထားလို့မရတော့ဘူးရှင်ဘာဖြစ်လို့လဲနေတော့တွေကလေဖီရီရဲ့တိုက်နေတဲ့စိတ်စကားစတော့မှနေတော့လက်ဖားနေကြတဲ့ကနေတော့ဘတူအုပ်စုလဲဆိုတာသူများစိတ်ထားပြီးသားဒီလားစောက်ကြီးပြောမယ်နော်စောက်ကြီးမပြောမယ်နားထောင်ဒီလားနားထောင်ငါတို့ဘိုးချစ်သူကနေတော့လာစော်ကားစရာအကြောင်းမရှိဘူးသူ့အလုပ်သူလုပ်နေတယ်နေပြည်တော်မှာသူလုပ်နေတာမဟုတ်ဘူးနော်မတလေးမှာသူသွားလုပ်နေတာလည်းမဟုတ်ဘူးနေတော့နေမြင်မှာသွားလုပ်နေတာလည်းမဟုတ်ဘူးသူ့နေရာမှာပဲသူ့ကရပြည်နေမှာပဲသူလုပ်နေတယ်နေတော့စောက်ခွဲ့မပါဘူးရှင်းနေနော်ခွေးတောင်စားတွေလာမရှုံနဲ့အဆက်ကွဲအောင်မယ်နော်ငါ့ကို fuck you လာမလုံးနဲ့နော်လာမလုံးနဲ့ဘာတွေလာလောင်နေတာလေဘာတွေကော့တူးလေမပေါ်ငါတော့ကော့တူးလေမပေါ်တရားနေတော့အတွက်မဟုတ်ဘူးနေတော့လာဝင်ဖန်လဲဘာမှမထူးဘူးဘာပြဿနာမှလည်းမရှိဘူးနေတော့အတွက်မဟုတ်လို့တိလားနေတော့စောက်ယူတွေစောက်တချို့စောက်ယူပမာတွေနော်လာပြီးတော့ဖေချဲမနေနဲ့နေတော့တွေကလေဦးမင်းအောင်လည်းမကောက်ကြောတော့လက်ပြောပြီးတော့လူတွေတော့လက်ခံပြီးတော့ကိုကြိုးစည်းပွားရကိုချာနေတဲ့ဟာတွေနော်
Manalo say me pine. Ngaroke yale, Kayel, Ngaroke Lumuna, Kayelumio Pima, a Coco Tima, Nero soy in it. A coa tila bisonino Manalo say pin in them hobla. Huh? Manalo say pin in them hobla. Manalo say pin mess with all. Samam Kuyan Ibuno, down in no sin and no pita. Nadima, say we are Nago Barimala Nero Lady Loban Nero Saki Duiga, that tideway, Pa, Pale, Can Liso, Ing, Eddie Pay Can Liso, darling, I don't get Garem and Babu Nero Masgarem Abe, Liso let Pay Calem, a low lepi, low male, Diba Masgarem Lagere. Now to Nero as Gapio Mesu is Sema Babu is Gapio Matabus Rangarodi Tabida. Nero Ali, you tare, Tayare Manero Mapabusura, Rodi Tabida. Bamalu no jiwa da so that Nero Saitama bed, Dom Pio, Busurale, Narodi Tabida, Era Tono, Naroke Yingaro, Jenina Gonero Manalo say, Chinida. Na, Dima, me lo, come colone. Na, Lama Pione. Nero, La Piona, Nero, Naro Ali. Pilomaro Pincani, La Pioma Tabu. Nero la pioma piota tel no. Jesu te mare te pide tue. Dama nero. Tene ne hao nero yama. Ngaro ya bochi tuale nero pio po tue gali. Widire. Ngaro sauki yiru gali. Ngaro sauki yiru gali. Apwesi myabuzi. Ane kunse chone bino. Nero bedoma. Manaye bubule. Kunesa shine jobi. Ngaro kaye tola ye revolution. Akuche ti shine dobe. Papchelo le dila. Nero. Talau tia necha nera. The kama manage bule. Akucha ma. Nayo time lola. Ngam piosi uno. Ngago mamoka dumyago. Ngago mamoka mane. Nga yi la me yi jin wu la ama ta ya pyo me so nga ta yi jin ne di la nga go sok ki yi lo pyo da nga chin net de nga ki yi so ro di la ne do ki yi ye be law ye ba ma let aw ne ma law le ba Myanmar နိုင်ငံမှာမအေးချမ်းဘူးလေတွေ့တယ်မဟုတ်လားနေတော့လဲအောင်နေမလောက်လဲနေတော့မြန်မာနိုင်ငံဘလောက်တိုးတက်နေလို့လေဘလောက်တိုးတက်နေလို့လေမတိုးတက်လို့ပေါ့သူများနိုင်ငံမှာလက်ပြီးတော့လေပြည်သူတွေလက်ပြီးတော့ဗာလဲအလုံးသူများအလုံးသမားကိုလှုပ်ပြီးတော့တီလဲပက်စားတဲ့ပြားမအယောမဘယ်လိုပဲမလဲအယောမရဘာကြောင့်လဲနေတော့မြန်မာနိုင်ငံအုပ်ချုပ်ရေးမကောင်းလို့ဟိငါမရချင်ဘူးနော်ငါပြောထားတယ်နော်နင်တို့လည်းရဖြစ်လိုက်ငါအားကြိုက်တယ်ဒီလားငါအားကြိုက်တယ်ငါပြောချင်တဲ့ဟာကိုငါပြောငါစိတ်ထဲမှာရှိတဲ့ဟာကိုငါပြောလို့အခွင့်အရေးရတာပေါ့နော်ငါအားကျင်တဲ့လေဒီနေ့ဒီညဆိုရင်လည်းငါအိတ်မယ်ဆိုရင်ကောင်းအိတ်မယ်ဒီလားကောင်းအိတ်မယ်ဒီလားအမေစုအသက်ကြီးနေပြီနော်အမေစုအသက်ကြီးနေပြီအမေစုနာမည်နဲ့ပဲသူတို့လိုက်ပြီးတော့တော်လာရေးလုံနေကြတယ်လေအမှန်တကယ်ဆိုအဲ့ဒီအဖွားကြီးဘာမှနိုင်ငံရေးတော့ဘာတော့တိတာလည်းမဟုတ်တော့ဘူးဒီအမေစုနာမည်တစ်ခုထဲနဲ့ပဲသူတို့လိုက်ပြီးတော့လူခန်းအမေစုမွေးနေပြီးတော့အမေစုထောင်ထဲမှာလို့အခုကအမေစုကရှိသေးလားမရှိသေးလားကိုတယောက်လူတယောက်မှမရှိမသိဘူးနော်တိလားငါပြောချင်တာကအဲ့ဒီအမေစုကလေအဲ့ဒီသူတို့ခေါ်နေတဲ့အမေစုငါတို့ကမေရတော့မဟုတ်ဘူးမိတွေနော်တာသနာစရာကောင်းတယ်သူ့ကြောက်သူများပြပြရတယ်သူ့ကြောက်တော်လာရေးကိုလိုက်ပြီးတော့အလူခံနေတဲ့လူတချို့တခိုးတွေပေါ့နော်ဘယ်လိုပြောမလဲဒီအော်ဆန်စုဂျီနာမယ်နဲ့ပဲတခိုးတွေကအလူလိုက်ပြီးအလူခံနေတာပေါ့နော်အဲ့ဒီအမေအောင်ဆန်းစုကြအားကနာစရာကောင်းတယ်သူ့နာမည်သူများအလွဲသုံးစားလုပ်တယ်လေ
ငါတို့ပြောစရာမလိုဘူးမင်းလို့လူမျိုးဆိုတာဘယ်သူကလူမျိုးလဲဆိုတာငါတို့ထဲပြောစရာမလိုတော့ဘူးဒီလားကိုမေကိုလို့ဆိုတာဒီငါတို့ကရေတမဲထဲမှာမရှိဘူးဆိုတော့ငါတို့မဟုတ်ဘူးပေါ့ငါမရည်ချင်ဘူးနော်ငါပြောချင်တာလေဒီဒေါ်လာရေးမှာဖီတွေအများပြားတော့ထောက်ခံတယ်အဖြစ်လဲဆိုတော့ democracy country ရမှမြန်မာနိုင်ငံတိုးတက်မယ်ဆိုတာငါတို့သိတယ်ဒါပေမဲ့ဒီဒေါ်လာရေးမှာလုံနေတဲ့လူတွေကအမှတ်အဲ့ဒီဒေါ်လာရေးလားစင်မသွားပဲနဲ့တခိုးလားစင်သွားတယ်ဆိုတော့ငါတို့ပြောစရာရှိပြောရမှာပဲပြီးတော့တချို့လူတွေကတော့ဒီစောက်ကရေတွေစောက်ကချင်တွေစောက်သူများတဲရသားတွေကိုသူတို့လိုက်ပြီးတော့အထင်သေးအမြင့်သေးနေကြတဲ့ကသူတို့ပြောနေတဲ့ democracy ဆိုတာဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတော့ကျမပြောချင်တာကကိုယ်တမိုက်ကိုရေးကိုလားစင်ကိုသွားမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကဗမာရေးဆိုရင်သူတို့လိုက်ရေးပေါ့နော်။ငါတို့ကရေးဆိုရင်ငါတို့ကရေးလူမျိုးလောလာဖို့အတွက်ငါတို့အရေးငါတို့ရေးမှအမြန်ဆုံးလုံမြော့နိုင်တဲ့လမ်းစဉ်တစ်ခုဆိုတော့လမ်းစဉ်တစ်ခုလို့ကျမမြင်နေဆိုတော့ကျမဒီဓာတ်တွေကိုပြောနေတာပါနော်ပြောနေတာပါဗမာတွေကိုအကုန်လုံးကမုန်းနေတာမဟုတ်ပါဘူးဒါပေမဲ့စစ်တပ်နဲ့ပတ်သက်လာရင်နိုင်ငံရေးနဲ့ပတ်သက်လာရင်ဗမာဆိုတာအထိတ်ဆုံးကနေနေချင်တဲ့လူမျိုးဆိုတာကျမထင်တာကတော့ကျမတယောက်တည်းအထင်အမြင်မဟုတ်ဘူးလို့ကျမထင်ပါတယ်နော်အဲ့ဒါကြောင့်မလို့ကျမဒီနေ့လာဆဲနေတာပါနော်လာစနေမှာမိမောဖေလိုမတခိုးမနော်ဒီနေခိုးလို့မဝသေးလို့ဒီသူများတကောင်ကိုလက်ပြီးတော့ဆဲနော်နေတတ်တယ်မရှိဘူးဆိုရင်နေရဲ့တတိတွေကအမားတဲ့တတိလို့ငါစီးထဲမှာထည့်လိုက်မယ်နော်ငါပြောချင်တာကတော့ဒီနေ့ကတော့ဒါပဲနေတို့နဲ့ရာလာဖြစ်တာငါအားရတယ်ဒီလားဘာဖြစ်လို့လဲဆိုတော့ငါစိတ်ထဲမှာရှိနေတဲ့ဟာတွေငါသေးထားနေတဲ့နော်ငါပြောချင်တဲ့ငါတေးထားတဲ့ငါစိတ်ထဲမှာရှိနေတဲ့စကားတွေငါပြောရလို့ငါတအားကျင်နေတယ်နော်ငါတအားကျင်နေတယ်စောက်ကြီးမလို့လာမခေါ်နဲ့စောက်ပမာတွေနော်